ကိုယ်ချင်းအလုံးစုံကိုခံထိုက်တော့ဘုရားထိုကြီးမြတ်တဲ့ဘုရားကသူတကွာအားစားပါစားချီးမွမ်းကြရအောင်အာမင်ဟာလေလုယာကျွန်တော်တို့ရဲ့ချီးမွမ်းခြင်းလက်နဲ့ဟာကျွန်တော်တို့လက်နဲ့ဟာချီးမွမ်းခြင်းဖြစ်တယ်ဟာလေလုယာဒါကြောင့်အားစားပါစားနဲ့ချီးမွမ်းကြရအောင်အာမင်ဟာလေလုယာ come on Hallelujah.
တော်ကိုယ်တိုင်စစ်ကြောကိုတော်ကိုယ်တိုင်စစ်တိုင်းနေဖြစ်တယ်ဟာလေလုယာဟေး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 ချူပါချစ်စာပြတာလေရှာသူတွေဘုံလက်ကိုပြီးချူပါချစ်တာမတော်ရဲ့လက်တွေပဲရှာသူတွေဘုံလက်ပါစေအချိန်တွေတို့ဆိုပါစေချူပါချစ်တာမတော်ရဲ့လက်တွေပဲကိုယ်စစ်ကြောပြီးကိုယ်စစ်တိုင်းပြီးကိုယ်စစ်ကြောပြီးကိုယ်စစ်တိုင်းပြီးကိုယ်စစ်ကြောပြီးကိုယ်စစ်ကြောပြီးကိုယ်စစ်ကြောပြီးကိုယ်စစ်တိုင်းပြီးချီပါချီစာပြူတာတဲ့ရှာသူတွေဘုံနဲ့ဘုံပြီးချီပါချီကကောင်းရဲ့လက်နဲ့ပဲရှာသူတွေဘုံကြပါစေအချင်းတွေလို့ဆိုပါစေချီပါချီကကောင်းရဲ့လက်နဲ့ပဲချီပါချီစာပြူတာတဲ့ချီပါချီစာပြူတာတဲ့ရှာသူတွေဘုံနဲ့ဘုံပြီးချီပါချီကကောင်းရဲ့လက်နဲ့ပဲရှာသူတွေလို့ကြပါစေအချင်းတွေလို့ဆိုပါစေချီပါချီကကောင်းရဲ့လက်နဲ့ပဲချီပါချီစာပြူတာတဲ့ချီပါချီစာပြူတာတဲ့ရှာသူတွေဘုံနဲ့ဘုံပြီးချီပါချီကကောင်းရဲ့လက်နဲ့ပဲ Praise the Lord ရှာသူတွေလို့ကြပါစေအချင်းတွေလို့ဆိုပါစေချီပါချီကကောင်းရဲ့လက်နဲ့ပဲချီပါချီကကောင်းရဲ့လက်နဲ့ပဲချီပါချီကကောင်းရဲ့လက်နဲ့ချီပါချီကကောင်းရဲ့လက်နဲ့ချီပါချီကကောင်းရဲ့လက်နဲ့ပဲလက်ကောက်တယ်အော်ရဲ့ဘုရားကိုချီပါကြရဟာလေလုယာဟာလေလုယာအာမင်တို့ယေရှုနာမကိုသူတို့ကချီးမွမ်းရင်းနဲ့ဝန်ခံကြရအောင်အာမင်ဟာလေလုယာကောင်းကင်ဘုံချေရှင်ဖယားနာမတော်ကိုယ်နဲ့ပြေဝတယ်ကောင်းကင်ဘုံချေရှင်ဖယားနာမတော်တဲ့ချီဝတယ်ပိတ်ဆို့တဲ့နာတွေသူပြနိုင်တယ်ယေရှုနာမတာယောကလုံးစုံကြောက်ကင်းစေတယ်ယေရှုနာမ One, two, three, get up, will come back. Get up, will come back. Come on now, come on now. Get up, will come back. Get up, will come back. Come on now, come on now. Get up, will come back. Get up, will come back. Come on now. Get up, will come back. Get up, will come back. Come on now. How you position? Come on. ကောင်းကင်ဘုံချေရှင်ဖယားနာမတော်ရမ်းပဲချီကောင်းကင်ဘုံချေရှင်ကောင်းကင်ဘုံချေရှင်ဖယားနာမတော်ကိုယ်နဲ့ပြေဝတယ်ဝိဆိုတဲ့ဘုံချေရှင်ဖယားနာမတော်ပြန်ရှိဝိဆိုတဲ့လာတွေဝိဆိုတဲ့လာတွေသူပြေးနိုင်တယ်ယေရှုနာမI don't want no soul, no kiss it. Yeshua, I'm dead on your carpet, dead with your bed, I'm out of line. I'm dead on your carpet, dead
ကောင်းကင်ကိုချေရှင်ဖယားနာမတော်ရဲ့ကြီးရဲ့တဲ့ကောင်းကင်ကိုချေရှင်ဖယားနာမတော်ကိုနဲ့ပြေဝါကောင်းကင်ကိုချေကောင်းကင်ကိုချေရှင်ဖယားနာမတော်ရဲ့ချီးမွမ်းတယ်ပိတ်ဆို့ရတဲ့ပိတ်ဆို့ရတဲ့ဘုပေးနိုင်တယ်ယေရှုနာမယေရှုနာမနာယောမလို့ဆိုတော့ကိစေယေရှုနာမ One two let on with let a twitch your friend come on hey come on let a win country let a twitch your friend come on let a win let a win country let a twitch your friend come on hey are you feeling sorry 要把多的荣耀多主吧，哪里强大多的，强大多的，会干多的吧，哪里变得多的，变得多的，超凡多的，荣耀多的吧，哪里强大多的，强大多的，会干多的吧，哪里变得多的，哪里变得多的，超凡多的。荣耀多的吧，哪里强大多的，强大多的，会干多的吧，哪里变得多的，超凡多的，荣耀多的吧，哪里强大多的，强大多的，会干多的吧。Let our world come back, let our dreams come back, now all of night. Let our world come back, let our dreams come back, now all of night. Let our world come back, let our dreams come back, now all of night. Now all of night. Let our world come back, let our dreams come back, now all of night. Let our world come back, let our dreams come back, now all of night. Let our world come back, let our dreams come back, now all of night. Let's go to library, let's go to library. We're great ideas, we shoot on the line. Let's go to library, I know you're my loss. Say there, we shoot on the line. Let's go to library, we come on. We shoot on the library, we're great ideas. We shoot on the line. I know you're my loss. I know you're my loss. Don't get there. You shoot on the line. We come on. Let's go to library. Hey, hey, let's go to library. We're great ideas. You shoot on the line. You shoot on the line. Now you're my loss. Don't get there. You shoot on the line. Let's go to library. Let's go to library. Let's go to library. We're great ideas. You shoot on the line. Now you're my loss. Now you're my loss. Don't get there. You shoot on the line. Let's go to library. Let's go to library. Let's go to library. We're great ideas. You shoot on the line. Now you're my loss. Don't get there. You shoot on the line. Let our come back. Let our world come back. Let our dreams come back. Now all of night. Hey, hey. Let our world come back. Let our dreams come back. Now all of night. 1, 2, 3. Let our world come back. Let our dreams come back. Now all of night. Now all of night. Let our world come back. Let our dreams come back. Now all of night. Let our world come back. Dream trumpet, now all of night. Let our world come back. Let our dream trumpet, now all of night. Hallelujah! Let come to the Lord, let him just give a dream of Jaya. Hallelujah! Woo! Praise the Lord. Yes. Amen.
တောင်းတဆုံးဟာကိုရောမြတ်ပေါတော်ပဲလူချင်တာကိုရောမြတ်ပေါတော်ပဲကိုရောမြတ်ပေါတော်ကချစ်တော်အဆွေဆောင်ခဲ့ရာရာတွေဖြတ်ပြီးတော့အဆွေဆုံးပါပဲအလွန်ဆိုးဆိုးဟာကိုရောမြတ်ပေါတော်ပဲနေချေတာကိုရောမြတ်ပေါတော်တယ်ချာတော်ရဲ့မရှိနေတဲ့ရဲ့တောင်းတဲ့အိမ်တော်မရှိနေတဲ့တရေကကျွန်တော်တို့တာရဲ့ကောင်းသည်ချာတော်ရဲ့မရှိနေတဲ့ရဲ့တောင်းတဲ့အိမ်တော်မရှိနေတဲ့တရေကကျွန်တော်တို့တာရဲ့ကောင်းချာတော်ရဲ့ချာတော်ရဲ့ချာတော်ရဲ့မရှိနေတဲ့ရဲ့တောင်းတဲ့အိမ်တော်မရှိနေတဲ့တရေကကျွန်တော်တို့တာရဲ့ကောင်းချာတော်ရဲ့ချာတော်ရဲ့မရှိတဲ့ရဲ့တောင်းတဲ့အိမ်တော်မရှိတဲ့ရဲ့ကချစ်တော်တဲ့တာရဲ့ကောင်းကိုတော်ရဲ့မြေပေါတော်ကအရေးကြီးဆုံးပါပဲဘယ်ရတဲ့မှာအစားချုံမရနိုင်တောင်းတဆိုကိုရောမြတ်ပေါတော်ပဲလူချင်တာကိုရောမြတ်ပေါတော်ပဲကိုရောမြတ်ပေါတော်ကကိုရောရဲ့မြတ်ပေါတော်ကကျွန်တော်အဆွေဆောင်နေရာရာတွေထပ်ဖို့ပြီးတော့အဆွေဆိုပါပဲအလန်းစစိုးကိုရောမြတ်ပေါတော်ပဲနေချင်တာကိုတော်မြတ်ပေါအချာတော်ရဲ့မရှိနေတဲ့ရဲ့တောင်းတဲ့ဟာလေလုယာအိမ်တော်မရှိနေတဲ့ရဲ့ကျွန်တော်တို့တာယူကောင်းကြီးအချာတော်ရဲ့ချာတော်ရဲ့မရှိတဲ့ရဲ့တောင်းတဲ့အိမ်တော်မရှိတဲ့ရဲ့ကျွန်တော်တို့တာကောင်းချာတော်ရဲ့မရှိတဲ့ရဲ့တောင်းတဲ့အိမ်တော်မရှိတဲ့ရဲ့ကျွန်တော်တို့တာကောင်းဒီဘာလဲချာချာတော်ရဲ့မရှိတဲ့ရဲ့တောင်းတဲ့တော်မရှိတဲ့ရဲ့ကချစ်တော်တဲ့နာရဲ့ကောင်းတဲ့ပေါင်းတို့ရဲ့ပေါင်းတို့ပါပဲဘာကလည်းမမလည်းချစ်ဘူးရဲ့ပေါင်းတို့ကလည်းရှိချစ်စို့
ကြီးဆုံးရဲ့တော့တော့ပါပဲဘာကူဘာမလို့ရှိဘူးရဲ့တော့တော့ကလာလို့အဆောချာတော့ရဲ့မရှိနေတဲ့ရဲ့ထောင်ထဲအိမ်တော်မရှိနေတဲ့တည်းရဲ့ကကျန်လို့တဲ့နိုင်ကောင်းသည်ချာတော့ရဲ့မရှိနေတဲ့ရဲ့ထောင်ထဲအိမ်တော်မရှိနေတဲ့တည်းရဲ့ကကျန်လို့တဲ့နိုင်ကောင်းသည်ချာတော့ရဲ့ချာတော့ရဲ့မရှိနေတဲ့ရဲ့ထောင်ထဲအိမ်တော်မရှိနေတဲ့ရဲ့ချစ်တော်တွေချစ်တော်တွေတာရင်ကချာတော်ရဲ့မရှိချာတော်ရဲ့အိမ်တော်မရှိနေတဲ့ရဲ့ဟာလေလုယာချာတော်ရဲ့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 မရှိနေတဲ့ရဲ့ထောင်ထဲအိမ်တော်မရှိနေတဲ့ရဲ့တော့ကျွန်တော်တို့တာရကောင်းတာရကောင်းချာတော်ရဲ့မရှိနေတဲ့ရဲ့ထောင်ထဲအိမ်တော်မရှိနေတဲ့ရဲ့ကကျွန်တော်တို့တာရကောင်းလောရဲ့မြေပေါင်းတော့တော့အဆွေဆောင်တဲ့ရာရာတွေထပ်ပူပြီးတော့အဆွေလန်းဆုံးပါပဲဝိညာဉ်မှာလွမ်းစို့ဟာကိုရောမြမောက်တော်ပဲဒီချင်တာကိုရောမြမောက်တော်တယ်နေချင်နေတာကိုရောရဲ့မြဲပေါတော်ထဲမှာအိုးကျွန်တော်ပြောဝဲနေတဲ့နေရာကိုရောရှိတဲ့နေရာအိုးရှိချင်ဆုံးလောချင်ဆုံးဟာကိုရောရဲ့နေရာကိုရောရှိတဲ့နေရာဟာလေလုယာဟာလေလုယာအိုးရဲ့မြေပေါင်းတော်ထဲမှာကျွန်တော်ဆွေကိုကျွန်တော်ဆွေဆောင်ပါဟာလေလုယာကျွန်တော်ကောင်းနေဟာလေလုယာရာမ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 ာဟေရာလာလာလာရီရီရီရှာကာရာပါ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 ဟာလေလုကိုချီးမြှောက်ပါတယ်ကျွန်တော်တို့ကိုရောရဲ့နာမကိုချီးမွမ်းပါတယ်အမျက်ဆုံးနေရာမှာထားပါတယ်
စီစဉ်အစားနဲ့အဆုံးထိတိုင်းကိုတော့အတူပါရှိတော်မူပါယေရှုခရစ်နာမ၌စေကဆုတောင်းအပ်ပါတယ်ဖခင်သခင်အာမင်哈利路亚！ဒီနေ့အတင်းတော်စီစဉ်မြန်မာစီစဉ်လူငယ်စီစဉ်မှာလာရောက်အတင်းတော်တင်းသူအားလုံးလာရောက်နေတဲ့အကောင်လုံးဖျားတခင်အထူးသဖြင့်ကောင်းချီးပေးပါစေလို့ပြီးတော့ဒီနေ့အခုစာမေတမချင်စာတပုတ်စုဖတ်ကြည့်ရအောင်နော်ထာဝရစာလန်တရားချောက်အငယ်တိထာဝရဘုရားသည်ကောင်းမြတ်တော်မူ၏ဂိယနာတော်အရှင်မြတ်တီတော်ကြောင့်ဂုံကျေးတော်ကိုချီးမွမ်းကြလော့ဘုရားတခင်ဖတ်သူနဲ့နားထောင်သူအားလုံးအတူတကွဘုရားတခင်ကောင်းချီးပေးပါစေဒီနေ့ပထမဆုံးချိန်ရောက်တဲ့လူတွေသူတပင်းလာရไม่สักอย่างหรอกพี่ว่าเด็กเนี่ยสิได้นิยาการนี้ถ้าจะจะยุบยุบยุบถ้าจะพยายามแต่ยาในยาเราสุดยอดชีพเราทีมว่าเลยปีตาเนี่ยน่าแต่ยาสิดาบุลาจะยุบว่าปีตาก็do tepat dapat lau alau masih alau si dan ni operasi wen dulu cuat pibi ngasih mah karena tepat dapat lau ni dah nau pacar dah alau pian si dah sudah pihak terkini jiu dah cang di pihak cimba dia pihak terkini alau si dan ceng masa pihak terkini anagatku lampir dah si alau sud mentokat balik aku dahตะชินยินส่งตะชินตะปูเราว่ามวนเรามีเสียนไอดอลมวนเราตะชินตะปูเราหนาทองเจียยังเนาะลงเล็กโคพิดจูชุดเจียยังလောမင်္ဂလာပါကျွန်တော်ညောက်ကမခွဲနိုင်ဘူးဆိုတော့အတူတူတချင်းလဲဆိုပဲဖြစ်ပါတယ်ဒီနေ့ကိုတော်ချီးပါမယ်တချင်းကတော့မြေပုံထဲမှာဆိုတဲ့တချင်းလေးဖြစ်ပါတယ်အားလုံးနားဆင်ခေါ်ရပြူကြရအောင်ဟယ်လိုအသေးရတယ်고로 감시를 정말 미시 고로 다 산에서 피디 예수 진노마 밤밤시 베어마 숨기 개부 모아의 모나이자
sin I post sound ke ni mo de ma go ro chi nya yes so no boa dong nya ba go ro chi su ye dum so mu yes so no boa dong nya ba ki ye you na cha da ni mi chi bo sound ke raကိုယ်တော်ကြောင့်သာကျွန်တော်ဖြစ်ကြည်ကိုယ်တော်တော်ရှိတဲ့ကျွန်တော်လည်းမရှိကိုယ်တော်သာစားတဲ့ဆုံးဖြစ်ကြည်ကဲဆိုကျွန်တော်မှာဘာမှမရှိဘယ်တော့မှမဆုံးပြခဲ့ဘူးဘဝရဲ့ဘုံတိုင်းချမ်းသာလေအမျက်စင်တိုင်းပုံဆောင်ခဲ့နေဘုံထဲမှာကိုယ်တော်ချီးမြှောက် There's such no more don't yaba ကိုယ်တော်ကျေးဇူးရေတော်ဆုံးမှု There's such no more don't yaba The king and you not down down You need to go sound get Roba suti kebu Boa ye mondai jantale Amnese dai po sauge Hello dudu so yao Ni mo de ba Kuro chi miao Ye so chno wa to nya ba Kuro jizu Ye dam so mu Ye so chno wa to ni mo de ba Ni mo de baကိုယ်တော်ချီးမြှောက်ကဲဆိုချလုံးဘွားတော်များပါကိုယ်တော်ကျေးဇူးရေသမ်းဆုံးမှုကဲဆိုချလုံးဘွားတော်များပါတခင်ရဲ့ယူနာချောင်းတာဒီနေ့ချီဖို့ဆောင်ခဲ့တာကျေးဇူးတင်ပါတယ်ချာသူရောက်စီတိုင်းမိမုံတွေကနေပြီးမှLam sang, mana? Topan coba petahan. Aku selebi Alu ngui kau kan ya ma piwa de alu ngui kau kan de cheng ma sia ma cheng do mi ta su ka kwaya su ya ma piwa de kimya ni do alu ngui kau kan me tu ka do betu piao kong le lu bet kau chi lai di bet sa san ne khai khai sa san ne khai khai alu ngui sorry nào tại sao xuống nhang này khai bọn xuống nhang khai alo ngồi cao khai nhà mà phi vào đây phi đó xe hào tuần alo ngồi set các anh nào nhà mà phi set các anh nào phụ tu tapi chỉ số nào mà này phải có ăn vào đây cái phi đó Kaya ma tay kin su tong set kat anan sin alungoi kau kame tu asibet la chok pi bayan tut aku pe kau adwa de Alung mataya thatja yao Ananda the Goshians and the Kuko de Kidosi Sopiai, Namaroko Taya Bunchi Basi. Lungesi Sian, Mema Service, Dila Tot,
ပထမဆုံးဖြစ်တဲ့ခါမှာကိုရောအထူးပဲဝဲမြဝန်တာရှိပါတယ်ဒီဝဲပိကိုကိုချင်းမာလေကိုရရှင်ဖျားတာတင်မီအရောက်တိုင်းရှိအတူပါစီတော်မူလျက်ကိုခန္ဓာစေဝိညာဉ်အားဖြင့်ချီမန်ကိုကိုချင်းစိတ်ကချင်းအနန်ချင်းတမကပဲနဲ့ကိုရရှင်ပိတနာတော်မူတော့ကောင်းစင်ကလာဖျက်ဖျက်တဲ့ကနေပြီးမှကောင်းချီကိုစီတွတ်ပြီးမှနိုင်ငံတော်တွတ်ကိုရောပြန်လေပြေကန်စကအနာရခါမာလေအထူးပဲဝဲမြဝန်တာရှိပါတယ်ပြေကန်စွန်ချေရောတာတင်မီအရောက်တိုင်းရှိပေါ်မှာလေစာပေါ်မြတ်မြတ်စွာကောင်းချီမင်္ဂလာဖျက်ဖျက်အများဖြစ်အင်းကိုရှင်ဖျားကောင်းချီမင်္ဂလာချက်ပိတနာတော်မူပါအတုံးပိရခါမာလေနိုင်ငံတော်ချေပြနိုင်ဖို့ဖြစ်စီတော်မူပါအလုံးငုံဝဲဗန္ဒာမြတ်ကိုယေရှုနာမတော်ကိုအမိပုလျတ်ဒီတော်ထဲမှာအတူတကွစက္ကအနာဆုတောင်းတနာခံချက်ပါဖာမေစရောထောရဖျားအာမင်ဟာလေလုယာကျမတို့ဂုဏ်တော်ချီးမွမ်းခြင်းနဲ့တခြင်းအတော့ဆာလ23ဖြစ်ပါတယ်ဒါဝိမင်းကြီးဆက်ဆူထားတဲ့တခြင်းဖြစ်ပါတယ်ဒီတခြင်းကိုဆိုတဲ့အခါတိုင်းမှာကျမတို့အလိုတော်ကိုဝန်ခံနေဝန်ခံရင်းနဲ့ဆိုရင်းနဲ့ရန်ဝမ်းမြောက်တာဖြစ်တယ်အကြောင်းသားမိ3ယောက်ကဆိုမှာဖြစ်ပါတယ်ယေရှုတင်ပါတယ်ဒီခပ်ပေးမဲ့ထွန်ကိုလည်းယေရှုတင်ပါတယ်နားထောင်တဲ့အရောက်စီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ဖျားရှင်ကောင်းချီးပေးပါစေ
ลงงวยเก้าคันได้ลูในเซตกับได้เสียมาสะควายาตะชินสูได้มีตาสุปมาพยาตะกินอทุตะปินบงชีบีพยาตะกินบงชีบีอนากัตมากูร้อยจีอยู่ดอกกูกูร้อยจีอยู่ดอกกูอาชินแม่ชิมันในบาซีลูกกูพยาตะกินของชีบาซีลูกพี่น้องกูเพียงพีเตติคันชิ้นแบบพิพิธตัดชิ้นสูตรชิ้นแบบพิพิธเปียจูพี่เปียดาสุดเพียงพีพี่ดอกเพียงพีเน่ามามุงบ่อยซอลูมุงบ่อยเน่ามาเตติคันชิ้นเปตูมาสุเตติคันชิ้นที่ดอกเกษาพิพิธเตติคันชิ้นพิพิธตัดชิ้นสูตรชิ้นได้ลูดีอาลงอากงลงดีอากงลงเพลย์คอบาเร่เพียตะกินเพียตะกินต้องพิวาซี哈利路亚，哈利路亚，修说ဘယ်လိုလဲပြောမှဆိုရင်ဒီကအသင်းသူအသင်းသားတွေနဲ့ပေါ့နော်ပြန်လဲစုံသိခွင့်ပေးတဲ့ဖခင်ကိုကျေးဇူးတင်ပါတယ်ပေါ့နော်ဘာလို့ဆိုကျွန်တော်ကခါတိုင်းလဲဒီမှာဖခင်เจ้าလာခဲ့ဘူးတဲ့ပေါ့ဒါပေမဲ့ဒီမြန်မာအစီအစဉ်မရှိသေးဘူးနော်အရင်တော့ဒါပေမဲ့အခုနောက်ပိုင်းကမြန်မာအစီအစဉ်တွေပါရှိလာတဲ့ခါကျတော့လုံးဝဒုံကနေပြောင်းလဲလာတယ်နော်အများကြီးဒါဟိုပြောမယ်ဆိုရင်ဒီကလူငယ်တွေကိုလည်းပြောပြမယ်ဆိုရင်ဖခင်ကကျွန်တော်တို့ရဲ့ဒီဟိုပြောမယ်ဆိုရင်ဇုံမီထဲမှာပဲကျင်လည်ဖို့မဟုတ်ဘူးဟုတ်တယ်မလားမြန်မာပြည်တစ်ပြည်လုံးအတွက်ပါဘုရားရဲ့နိုင်ငံတော်အတွက်ကျယ်ပြန့်ဖို့အလိုရှိတာဖြစ်တယ်အာမင်အာမင်ဘုရားတကယ်နိုင်ငံတော်ဘုန်းကြီးပါစီဒီအတွင်းတော်အဖြစ်အာမင်အာမင်အာမင်ကျွန်တော်ဆိုရင်ဒီဟိုလာတိုင်းကျွန်တော်အရန်ဝမ်းသာပီတိဖြစ်တယ်ဒီလားဘာလို့ဆိုဟိုကျွန်တော်လိုကောင်မျိုးကဘာမှမဟုတ်ဘူးဗျာဒါရှင်းပြောရင်ဟိုဘာမှဝါကြွားစရာလည်းမရှိဘူးဘာမှဟိုလိုကျွမ်းချင်းဘာတစ်ခုမှလည်းတတ်ထားမှာမဟုတ်ဘူးတိုးတော်များလဲဒီဟိုရောက်တိုင်းကျွန်တော်နွေးထွေးနဲ့ကြိုဆိုကြရသည်လားအဲ့တစ်ချက်ကိုကျွန်တော်ဘာနဲ့မှလဲမနိုင်ဘူးသည်လားဘယ်တော့မှလည်းကျွန်တော်မမေ့ဖြစ်ဘူးသည်လားရောက်တဲ့နေရာတိုင်းမှာကျွန်တော်ဒီအတင်းတော်ကလူငယ်တွေပဲဖြစ်ဒီအတင်းတော်ဆရာမတွေပဲဖြစ်ကျွန်တော်အများအားတတိရတယ်အာမင်နောက်ပြီးတော့ကျွန်တော်တက်တေခံမယ်နည်းနည်းအချိန်လေးတော့ယူမယ်နော်အဆင်ပြေရမလားအာမင်ဘာလို့ဆိုအရင်တော့ဆိုရင်ကျွန်တော်ချင်းလူမျိုးပေါ့နော်ဇုံမီဇုံပေါင်းဆိုတာကျွန်တော်တိတ်ပြီးတော့မှမပြောတတ်ဘူးဒါပေမဲ့ခုနောက်ပိုင်းကကျွမ်းလွန်အားကြီးလို့ဟိုဘက်ကန်းအောင်လွန်သွားသည်လားဘာလို့ဆိုပါနော်ကျွန်တော်မြန်တွေ့တိုင်းနဲ့ဒါချင်းလူမျိုးချင်းလာဖြစ်တာဒီကဗမာစကားနဲ့ပဲပြောဖြစ်တာပဲညာနော်အဲ့လိုတွေနဲ့ကြီးပြင်းပြီးတော့မှဒါဟိုပြောမှဆိုလိုရင်းပြောမှဆိုကျွန်တော်ကလေးမျိုးမှနေတော့ဗောနော်ကလေးမျိုးမှနေတော့ဆိုရင်အရင်တော့ကျွန်တော်အရင်ဆိုးခဲ့တယ်အရင်ပြေခဲ့တယ်ဗောနော်ဟိုမီယိုဖလာခရီးရန်တဲ့နေပါကြီးပြင်းလာတယ်လို့သာပြောတာဒါပေမဲ့ကျွန်တော်ရဲ့အတက်တာလေးလုံးဝယူယုံများဖြစ်လာခဲ့တယ်ဗောနော်ဟိုရဲသေးစားလည်းတောက်စားခဲ့တယ်နောက်ပြီးတော့မျိုးပါပဲကျွန်တော်မလုပ်ခဲ့တာခက်ရှားပဲပေါ့နော်လူမျိုးပေါင်းစုံနဲ့လည်းပေါင်းလာခဲ့တယ်နောက်ပြီးတော့အများကြီးပေါ့နော်ဒီအဲ့ဘွားနေပါဒီအချိန်ကြီးကျွန်တော်မလုံးဝမထင်မှတ်ကြဘူးနော်ဘုရားရဲ့ကောင်းမြတ်ခြင်းအားဘုရားရဲ့ကျေးဇူးတော်အရင်ကြီးမားတယ်နော်ဝယ်ဖို့ဆိုရင်ဘုရားနဲ့မှဝယ်လို့မရဘူးဘုရားနဲ့မှလည်းလဲလို့မရဘူးဘာလို့ကျွန်တော်ရဲ့ပြီးခဲ့တဲ့ဟိုအရင်တစ်ချိန်တစ်ခါတော့ကုံဆုံးကကျွန်တော်အတက်တာတွေကျွန်တော်လက်ရှိကျွန်တော်ရဲ့အတက်တာနဲ့ပြန်ပြီးမှတွေးကြည့်တယ်ဒီလားအဲကြောင့်အမြဲကျွန်တော်ဘုရားကိုချီးမွမ်းတယ်ဘုရားကိုကျွန်တော်စက္ကန့်တယ်နောက်ပြီးတော့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အခုပြောင်းလဲသွားတဲ့နောက်ပိုင်းမှာကျွန်တော်ခုနပြောလို့ပေါ့နော်ကျွန်တော်ပြောင်းလဲသွားတယ်ဆိုတာကကျေးဇူးတော်ခံစားတဲ့နောက်ပိုင်းကျွန်တော်ပြောင်းလဲသွားတာတိုးတော်များလဲဒီကျေးဇူးတော်ဘယ်လောက်ကြီးမားလဲဆိုတော့သူများအတွက်တော့မဖြစ်စလောက်လည်းဖြစ်နိုင်ပါဘူးเนาะဒါပေမဲ့ကျွန်တော်တို့ကတော့လည်းလုံးဝအရန်ကြီးမားတယ်တကယ်ချင်းနေကျွန်တော်ပေါ်လာရဲမှာအများကြီးပဲပြောင်းလဲတယ်တပုံတစ်ပိုင်းပဲဒါသူတို့ကျွန်တော်ဆက်သွယ်လာတယ်တာကြီးမင်းဘယ်လိုပြောင်းလဲသွားတယ်မင်းအတက်တာတကယ်ကွာတဲ့ငါအားရတယ်တဲ့ဟ
ကိုတော့လည်းကလေးမျိုးကနေပဲကျွန်တော်တကယ်ကြာအတူဗမာပေါ့နော်ဗမာဒီမလေးရှားကိုရောက်လာပြီးတော့မှကျွန်တော်သူကဗုဒ္ဓဘာသာဗမာပဲဒါပေမဲ့ကျွန်တော်သူ့ကိုလက်ဆွဲခေါ်ပြီးတော့မှကျွန်တော်ဟုတ်ဆဲတွေပိုင်းမှာကျွန်တော်သွားတယ်ဖျားကိုကျွန်တော်ချီးမွမ်းတယ်အခါကျကျွန်တော်မှစောလို့ပေါ့နော်တချင်းတွေပိုင်းကျွန်တော်သူ့ရှိနေမှာဆိုတဲ့အခါကျတော့ဟာအေးရောက်သားကြီးတဲ့အရင်ကလည်းငါတို့ကလေးမျိုးမှာဆိုရင် KTV မှာအများအားဆိုနေကြတယ်မင်းအခုဖျားเจ้าတွေမှာတချင်းတွေပိုင်းဆိုပြီးပြောတယ်အဲ့လိုတော့မှကျွန်တော်စာရင်းအောင်နဲ့ပြောရအောင်နော်ဟုတ်တယ်လို့တိုင်းဒါလည်းကျေးဇူးတော်ပဲပေါ့ကျေးဇူးတော်ဒါ तू ကတော့နားလေချင်မှနားလဲပါပေါ့နော်ဒီကွာတဲ့တိုင်းကမင်းတို့မှာကြည့်ရနေတဲ့ငါစိတ်ညစ်နေတဲ့ဥစ္စာတွေတော့မှပြေပြောက်သွားရဲ့တဲ့အာမင်ဒါကျွန်တော်အစွမ်းစားကြောင့်မဟုတ်ခဲ့ပါဘူးအာမင်ဒါဝိညာဉ်တော်ကျွန်တော်နဲ့ तू ပါရှိလို့ဖြစ်တယ်အာမင်ဝိညာဉ်တော်ဒါအသက်ရှင်တဲ့ဘုရားဘလောက်ကြီးတော့မှကျွန်တော်တို့လက်ဆွဲခေါ်ခဲ့တယ်ဟုတ်တယ်မလားအမြဲတမ်းချိန်နဲ့စက္ကန့်အမြဲကျွန်တော်တို့နဲ့ तू ပါရှိတယ်ဟုတ်တယ်မလားအားကြတော့ဒါတကယ်ချင်းကတော့မှကျွန်တော်အားရတယ်တော့ဒီလိုဖြစ်လာပါတော့ဒီလိုဖြစ်လာရင်တော့ပဲကြောက်ကျွန်တော်တကယ်ချင်းနောက်တယောက်ဟိုအိမ်ကြီးမှာရှင်မစိုးရမှာပေါ့နော်သူတယောက်ကကျွန်တော်ဖုန်းဆက်လာတာကြီးတဲ့မင်းကတော့တော့ပြောင်းလဲသွားပြီကျွန်တော်ဖုန်းဆက်ပြတာမှဆက်ပဲမရတော့မှနည်းနည်းကြော်တော့ရှိပါတယ်သူစံအိမ်ကြီးကကျွန်တော်ဖုန်းဆက်လာဖုန်းဆက်ပြီးတော့မှသူတက်တဲ့ခံချက်ကျွန်တော်ဖွင့်ထားပြပါနော်သူကလည်း free ရမှာပဲနဲ့တာကြီးတဲ့မင်းဘယ်လိုပြောင်းလဲသွားလဲတဲ့အေးလို့ဒီလိုပါပဲလို့ကျေးဇူးတော်ပဲလို့လူမီလူဟန်နေတော့ငါစူးစမ်းအားထုတ်ပြီးတော့ပြောင်းလဲတာတော့မဟုတ်ဘူးလို့ဒါအသက်ရှင်တဲ့ဘုရားလို့မင်းလည်းသိပါတယ်လို့သူ့ရဲ့ကျေးဇူးတော်ကြောင့်ငါပြောင်းလဲသွားတယ်ဒီချိန်ကြီးရောက်သွားတာလို့နဲ့အေးကွာတဲ့ငါလည်းစူးစမ်းပါတယ်တဲ့ဒါပေမဲ့ငါအခုချိန်လေးချိန်ကြီးငါမပြောင်းလဲနိုင်သေးဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့ငါလည်းမစင်စားတတ်တော့ဘူးတဲ့သူကလည်းဒါဟိုပြောမှဆိုရင်မိဘမဲ့ပေါ့နော်အဖေမိဆုံးသွားပြီပေါ့နော်အုတ်ထိမဲ့သူကလည်းမရှိဘူးပေါ့နော်အဲ့တော့အရန်လွတ်လပ်လွန်အားကြီးတဲ့ခါကျတော့လုံးဝဟိုပြောမှဆိုရင်အပျော်လွန်အားလို့ပဲပြောရမှာပေါ့နော်အဲ့လိုမျိုးခါကျတော့ရောက်နေရမှာသူရက်တေးစာတွေတောက်တယ်အဲ့လိုမျိုးလူစိတ်ပေါ့ပါပဲနေဖြစ်တာအဲ့လိုမျိုးနောက်ခါကျတော့ကျွန်တော်မေးကြည့်တယ်မင်းအရင်နိုင်မဲလားလို့ဟုတ်တယ်တဲ့ငါအရင်နိုင်မဲတဲ့အဲ့ဆိုမင်းမပြောင်းလဲသေးဘူးလားလို့မပြောင်းလဲသေးဘူးတဲ့ဒါပေမဲ့ငါမင်းတို့ပြောင်းလဲခြင်းတယ်တဲ့အေးကွာလို့ငါကတော့ဟိုလက်ဝက်ချက်တစ်ခုတော့ရှိတယ်လို့ဒါပေမဲ့မျိုးငါပြောပြမယ်လို့လူနည်းလူဟန်နဲ့တော့မကြိုးစားနဲ့လို့မင်းအင်းနဲ့အားနဲ့တော့ပဲကြိုးစားမင်းဘာပဲစင်ကျင်လို့မင်းအတ္တပြောင်းလဲတော့မှာမဟုတ်ဘူးလို့ဒါပေမဲ့အသက်ရှင်တဲ့ယေရှုငါတို့သိရနေလို့သူ့ကိုငါတို့အလုံးစုံပေါ့နော်မအံ့နိုင်ဘူးဆိုရင်လို့ငါတို့အတ္တလို့ပြောင်းလဲခဲ့တော့များလဲလို့ထာဝရတတလုံးခံမှာမဟုတ်ဘူးလို့ခဏယာယီတော့ပဲပေါ့နော်ပြန်ပြီးတော့မှစိုးလို့မနိုင်မယ်လို့ပြန်ပြီးတော့မှဟိုလဲကြနိုင်မယ်ပေါ့နော်အားကြောင့်အလုံးစုံအံ့နိုင်လိုက်ငါတို့လူကြီးလူဟန်နဲ့ဘာမှလုံးနိုင်လို့ဆိုတာဇက်မှမရှိဘူးလို့အဖျားပဲအံ့နိုင်လိုက်ဆိုပြီးတော့မှကျွန်တော်အဲ့လိုမျိုးတွားပြီးတော့မှသူ့ခွန်အားပေးတယ်ပြီးတော့မှအေးတဲ့အားဆိုရင်နောက်ပြီးဆိုသူပြောကျွန်တော်ဆူတောင်းခံခြင်းနဲ့တဲ့အာမင်ဆူတောင်းခံခြင်းနဲ့တကယ်ကျွန်တော်အရင်ဝမ်းလာပြီးဖြစ်သွားလိမ့်လားဘာလို့ဟိုပြောချင်တာကိုဝါကြွားတာမဟုတ်ဘူးနော်ဒါဘုံတော်ထင်ထားတဲ့အတွက်ဖြစ်တယ်အာမင်အာမင်တချို့ကကြတော့ဒါဟိုနားကြလွဲသွားတယ်ဟိုပြောင်းပြန်မြင်ပြီးတော့မှရောဘာဖြစ်တာလဲအဲ့လိုမျိုးပေါ့နော်ကျွန်တော်ဘာမှမဟုတ်ဘူးနော်ဒါတကယ်ရောမျိုးဘာမှမဟုတ်ကျွန်တော်တက်တာဒါလုံးဝဘာမှမဟုတ်ဟိုထင်ကြီးစရာတော့လည်းမရှိဘူးပေါ့နော်နောက်ပြီးတော့မှကျွန်တော်သူ့ကိုစတောင်းပေးတယ်ကောင်းကောင်းမှုစတောင်းပေးတယ်ကျွန်တော်မျက်ရည်မျက်ခွန်းနဲ့စတောင်းပေးတယ်တကယ်ပဲကျွန်တော်ပေါ်လာအများကြီးပဲသူတို့ကျွန်တော်ရဲ့အသက်တာကိုကျင်းနေသူတို့ဘုရားရဲ့ကောင်းမြတ်ခြင်းဘုရားရဲ့ကျေးဇူးတော်သူတို့လုံးဝသူတို့လိုချင်တဲ့စိတ်တွေတောင်းတတဲ့စိတ်တွေအရန်ပြင်းထန်သွားကြည့်တယ်အားတော်ကိုကျွန်တော်အတက်တာပြောင်းလဲတဲ့နောက်ပိုင်းကျွန်တော်သူတို့လေးကိုမြင်ရတယ်နဲ့။အိုးငါရဲ့ဘုရားကောင်းလာပြီလား။ငါနဲ့အတူပါရှိနေတဲ့ဘုရားတကယ်အသက်ရှင်နေတဲ့ဘုရားပါလား။ဆိုပြီးတော့ကျွန်တော်အမြဲတမ်းခွန်အားယူရောမှာပဲ။ဘုရားကိုပဲကျွန်တော်အမြဲတမ်းချိန်ပြီးစက္ကန့်နဲ့ချီးမွမ်းတယ်။ဘယ်တင်းတော့မဆိုလဲကျွန်တော်သွားပြီးတော့ခွန်အားယူတယ်။အာမင်။ကျွန်တော်စိတ်ထဲမှာတခုတော့ရှိတယ်။ဒါဟိုပြောချင်တာအတင်းတော်တွေဂိုင်းကနာတွေတော့ကျွန်တော်စိတ်ထဲမှာဘာမှမရှိဘူး။အဓိကကိုသွားလေရနေရကိုဖျားကြောင်းသွားရင်တော့ဘယ်အတင်းတော်ပဲဖြစ်ကိုရောက်တဲ့နေရာမှာဖျားကိုဆူတောင်းအနံ့မယ်ဆူတောင်းအနံ့ပြီးတော့မှကိုယ်တော်ရှိမွမ်းမယ်နောက်ပြီးရင်တက်တေခံမယ်ဖျားရဲ့ကောင်းတဲ့အကြောင်းတွေပြောရမယ်ဒါတော့ပဲကျွန်တော်စိတ်ထဲမှာတချို့ကကြတော့ရှိကြပါဘောနော်တဘောပြောပြနော်ဟိုအဲ့လိုမျိုးပေါ့ပါပဲနေပြလိုက်တယ်အာမင်ဒါဖျားရဲ့အလိုတော်ဖြစ်တယ်အာမင်ဒါကျွန်တော်တဝူးတယောက်ရဲ့အမြင်လို့ပြနော်အဲ့လိုမျိုးပြောအဲ့ဒါကြောင့်ကျွန်တော်တက်တာဘာမဟုတ်ခဲ့တော့များလဲအများကြီးပြောင်းလဲခဲ့ပါတယ်လို့ဝါကြွားကြတော့မရှိဘူးတမန်ကျွန်တော်မှာဝါကြွားစရာဆိုယေရှုတပါးပဲရှိတယ်အာမင်အာမင်နောက်ပြီးတော့မှ
ကျွန်တော်တို့လေများဆိုရင်ဒါဟိုလောလောနဲ့ခုနပြေးလာနော်လောနဲ့ပြေးလာဒီမှာဗမာစီစဉ်ရှိတယ်ဆိုတော့ဗမာစီစဉ်ကိုသွားကြအောင်ဆိုပြီးတော့မှမနေ့ကတနေ့ကလာမသိဘူးဒါဟိုဦးစီးဦးဆောင်အတင်းဦးစီးဦးဆောင်လုပ်တယ်နော်ဒါဟိုခမုန်းပေါ့နော်သူတို့လည်းကျွန်တော်အမျိုးရေးဖြစ်တယ်ပေါ့နော်အမျိုးရေးဖြစ်တယ်ဟုတ်တယ်အမျိုးရေးသူလည်းတော့ကျွမ်းပါတယ်နော်မြန်မာစကားပြောတာကျွန်တော်အားရတယ်ဒီကသူ့ကိုကြည့်နေတကယ်ကောင်းတာသူပြောဆိုတဲ့ဥစ္စာတွေကတကယ်လုံးဝပြည့်စုံအားကြီးပါတယ်နော်လုံးဝပြည့်စုံအားကြီးပါတယ်တကယ်ဟိုတာ၍ဖခင်ရဲ့နိုင်ငံတော်ဘုန်းကြီးပါစေပေါ့နော်သူအားဖြင့်လည်းဘုန်းကြီးပါစေပေါ့နော်အာမင်နောက်ပြီးတော့ကျွန်တော်တခြင်းလေးတစ်ပုဒ်နဲ့ဂုဏ်တော်ချီးမွမ်းခြင်းနဲ့ပေါ့နော်ကျွန်တော်ဆိုမဲ့တခြင်းကကြတော့တခြင်းရဲ့ဟိုတခြင်းဒီတခြင်းရဲ့တော့မရှိဘူးပေါ့ဒါပေမဲ့ဟိုလောတော့ကျွန်တော်တက်ခိုင်းနေကျွန်တော်စိတ်ထဲမှာဘာရှိလဲဆိုတော့ဒီခါလေကြာရင်လူတွေကသိလားကိုအားထားရမယ်လူပေါ်မှာသွားပြီးတော့မိခိုလိုက်ရင်လေကိုထင်လောက်မဖြစ်လာခဲ့ဘူးအများကြီးလည်းကြုံခဲ့ပြီးပြီပေါ့နော်ကျွန်တော်တက်တာထဲမှာဒါပေမဲ့နောက်ပိတ်ဆုံးကဘာလို့ရှိလဲဆိုတော့ကိုးကွယ်နေတဲ့ကိုယုံကြည်နေတဲ့ကိုရဲ့တခင်ဖခင်ယေရှုခရစ်ပဲရှိတယ်အာမင်သူကကိုရီဘယ်ချိန်ပဲရောက်ဘလို့အခက်အခဲပဲဖြစ်အကောင်းစားနေပြီစိုးနေမိုက်နေပါစေမဖြစ်ထားခဲ့ဘူးပေါ့နော်အဲ့ချိန်မှာကျွန်တော်စိတ်ထဲမှာဘာပေါ်လာလဲဆိုတော့တခြင်းနားထောင်အရင်တော့ကျွန်တော်နော်ကြိုက်တာနော်တခြင်းနဲ့ကျွန်တော်စီးမွမ်းမှာဖြစ်တယ်ဘာလို့ဆိုဘယ်တူလဲတဲ့တခြင်းနာမည်ပေါ့နော်တခြင်းနာမည်ဘယ်တူလဲဆိုတော့တိုးတော်များလဲနောက်ပိတ်ဆုံးကြရင်ကိုရီအနားမှာအမြဲတမ်းထားဝရှိမဲ့သူကဒါယေရှုတပါးပဲဖြစ်တယ်ပေါ့နော်ဘုရားတပါးပဲဖြစ်တယ်ပေါ့နော်အားကြောင့်ကျွန်တော်ဆုတောင်းဟိုတခြင်းလေးနဲ့ဂုဏ်တော်ချီးမွမ်းခြင်းနဲ့ပေါ့နော်ဒီလောက်ပါပဲပေါ့နော်အများကြီးပြောသွားရင်မိုးလင်းသွားလိမ့်မယ်ဟုတ်တယ်မလားနောက်တစ်ခေါက်ပြန်လာတဲ့ခါကျရင်ဒီလူစကားများတယ်ဆိုပြီးတော့မှမကြိုစိုးဘူးဖြစ်သွားအောင်မသိလားနော်အာမင်အမားရုပ်ပါခဲ့ရင်တော့နားလည်ပေးကြပါလို့နော်နောက်ကြရင်လည်းကျွန်တော်ပြင်ဆင်ပြီးတော့လာခဲ့ပါမယ်လို့ရုပ်တရက်ဖြစ်သွားလို့လေနည်းနည်းလေးအတန်လေးထက်ချက်ပေးလို့ရမလားနော်ကျေးဇူးပြုပြီးတော့ဟာအစားနေပြန်ဖွင့်ပြီးတော့ကျေးဇူးပြုပြီးတော့ဘာမှမဟုတ်ဒီလိုနဲ့နေရင်တိုင်းရင်ဆုံးတတ်ကြတယ်တော်လူရဲ့တဘာဝပဲငါစိတ်တွေကအိမ်မများကိုသူတို့တွေကလာပြီးစားသုံးကြတယ်အရှိသမျှယူသွားတယ်အမယုံနိုင်ဘူးချိန်စရာတကူရဲ့အဆုံးတစ်ဖက်မှာတူရှိရဲ့နောက်ဆုံးဒီချမ်းဘဝတွေအပေါ်တူရှိရဲ့မတူလေ
ပြူတော်မယ်တစ်စက်တည်းမှာပဲဂျုံငိမ့်တွားရတော့မယ်အပြောင်းလဲတွေနဲ့လူဘဝတွေကအပြောင်းလဲများစွာမြတ်သားစွာနဲ့ဝါကြထားခဲ့တော့မယ်လွတ်လပ်စွာနဲ့ငါအမြုံနိုင်ဘူးအမြုံနိုင်ဘူးအချိန်စရာအခုရဲ့ဆုံးတဲ့ဘက်မှာတူရှိရဲ့နောက်ဆုံးအတီးချမ်းဘဝတွေပေါ်တူရှိရဲ့လူတွေရမြင်ပဲနောက်ဆုံးအတီးချမ်းဘဝတွေပေါ်တူရှိရဲ့လူတွေရမြင်ပဲ နောက်ဆုံးဒီချမ်းဘဝတွေပေါ်တူရှိရဲ့လူတွေရမြပဲဂျာနာတူအရောက်စီတိုင်းဖျားသွင်းတား၍ကောင်းကြီးပေးပါစေအာမင်ယေရှုတင်ပါတယ်พยาตะเคียนตะชินสู่ได้ปอไว้พิพิธตติคันได้ปอไว้พิพิธพยาตะเคียนกองจีพีบาซีอุสองตัวก็ดอดิลูบาเวชวนดีพิสิมาชวนดีพิสิดิลูบาเวพี่ดอกคู่ตติคันชินมาสินาวทันมาสิดอกบูมงบอยดอกคุณะนายเอาสู่ตัววีโลเปียวไหลวีเอ็ดมาเปียวมาဒီလိုကြားအားလုံးကြားအောင်မပြောရင်တော့ပြန်တဲ့အချိန်မှာငိုမှာဆိုလို့ပြောပြတာကျွန်တော်စူပြီးသွားပြီလို့နှစ်ယောက်စလုံးစူသွားပြီလို့ပြောတာဆိုတော့အခုမုံဘိုက်မရှိတော့ဘူးပြီးတော့နည်းနည်းတော့မုံဘိုက်တချင်းစူဖို့အစီအစဉ်မရှိတော့ဘူးလို့ပြီးတော့တတိခန်ချင်းနောက်ထပ်စီလာစီရင်တော့အချိန်နည်းနည်းလောက်ဖွင့်လို့ရသေးတယ်masih rabu suin aku do kona ya me lu ka do nau that na thong ya me tu ka do sama kang lu song thi la song thi kona di phi miu di tu piao chin da dai bo no pi do chu su ya ong pi do akong lungถ้ามีเล็กเข้าตีเจ้าไทยขอใจอย่างเนาะฮาเลลูยาอาลงไทยเรายาบาบีเสียวสวาพยาตะเคนนาบาดกุชิมันบาเรนามาดตาย่อยบงจีบาซีสมมา
ဗမာလိုနဲ့တရားမဟောတာတော်တော်ကြာနေပြီပေါ့နော်15နှစ်လောက်ရှိပြီအဲ့ဒီတဲမှာခမရတနေလာနေမှာပြောတဲ့ခါမှာဗမာလိုနဲ့တရားဟောတာမပြောဗမာစကားနဲ့စကားပြောတာတော်တော်ကြာနေပြီပေါ့ဆရာဒီကိုပဲပြောခိုင်းလိုက်ပါဆိုမှသူကလည်းမဟုတ်ဘူးငါလည်းသိတာမဟုတ်ဘူးဆိုမှငါတို့နှစ်ယောက်မတတ်တဲ့လူနှစ်ယောက်တွဲလာတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ဒီကနေ့မှာပေါ့နော်ပြန်ပြီးတော့တွေ့ရတာလဲကျေးဇူးတင်တယ်လို့ဘာလို့လဲဆိုတော့ဟိုကလေးမျိုးမှာဆိုရင်ကျမတို့လူငယ်ခေါင်းဆောင်လုပ်တဲ့ချိန်မှာပြန်ပြီးတော့ရင်မှာလဲကျမတို့အမေရန်ဆူတောင်းသွားတယ်သူအမေလည်းမနဲ့ဒိုက်ဆွန်ဖျားចောင်းသွားတယ်ဆူတောင်းတယ်လူမျိုးဖြစ်တဲ့ခါမှာသူကအရင်မလေးရှားသွားတယ်ပေါ့နော်မလေးရှားနေပြန်လာတဲ့ခါမှာလဲသူနဲ့တော့တိတ်ရင်းနေတာတော့မဟုတ်ပြီမဲ့တွေ့ကြတယ်ပေါ့ဖျားចောင်းမှာဆိုရင်အဲ့လိုမျိုးဖြစ်တယ်အခုကျမှဒီမှာပြန်ဆောင်တဲ့ခါမှာလဲအထူးပဲဝန်တာပါတယ်လို့ဒီကနေ့ကျမအများကြီးတော့မပြောတတ်ဘူးပေါ့နော်အဲ့ဒါကြောင့်နည်းနည်းလေးခွန်အားယူဖို့ရန်ကျမရွေးချယ်ထားတဲ့ကျမ်းပိုက်ကတော့အဖေဩဝါဒစာအခန်းကြီး4အခန်းငယ်1ကနေ6ဖြစ်ပါတယ်အဖေအခန်းကြီး4အခန်းငယ်1ကနေ6ခေါ်တော်မူခြင်းကျေးဇူးတော်ကိုတင်တို့ဒီခံရဒီနဲ့အထိုက်အလျောက်ကျင့်ဆောင်မိအကြောင်းသခင်ဖျားအတွက်ကြောင့်အချင်းခံရသောငါသည်တင်တို့ကိုတိုက်တွန်းနိုးဆော်၏အရာရာ၌စိတ်နှိမ်ချခြင်းနိုးညံ့တင်မွေခြင်းစိတ်ရှိခြင်းနဲ့ပြည့်စုံတဖြင့်မေတ္တာစိတ်နဲ့တယောက်ကိုတယောက်ဒီခံခြင်းရှိကြ၍တင်အတင်ပေါင်းဖို့ချင်းအဖွဲအစည်းဖြင့်တင်တို့ဒီအချင်းချင်းစိတ်တဘောမချာမနာတလုံးတဝတိဖြစ်အံတော်ငါကျူစာအားထုတ်ကြလောတင်တို့ကိုခေါ်တော်မူခြင်းနဲ့ဆက်ဆိုင်သောမျောလင်းခြင်းတပါအားသေးတော့ခေါ်တွင်တော်မူဒီနဲ့အညီကိုတကူဝိညာဉ်တဝိညာဉ်ဒီရှိ၏သခင်ဖျားတခင်တပါယုံကြည်ခြင်းတပါဗတ္တိဇံတပါခတ်သိမ်းသောငါတို့၏အဘဖြစ်သောဖျားသခင်တဆူတည်ရှိတော်မူ၏ထိုဖျားသခင်သည်ခတ်သိမ်းသောငါတို့၏အပေါ်မှာရှိတော်မူ၏ခတ်သိမ်းသောငါတို့သည်နံ့ပြတော်မူ၏ခတ်သိမ်းသောငါတို့၏အထဲ၌လည်းရှိတော်မူ၏ဖတ်သွားတဲ့ကျမ်းပိတ်အဖျံရောက်စီတိုင်းပေါ်ဖျားသခင်ကောင်းချီးပေးပါစေဒီကနေ့မှာပေါ့နော်ကျမဒီကိုဘာလို့ရွေးချယ်လဲဆိုတော့ခုဒီခဲရင်ဆူရုပ်တဲ့ကာလထဲမှာကျမတို့အတ္တတာအဖြစ်ဖျားဘုံတော်ထင်ရှားဖို့ပေါ့နော်ဖျားသခင်ဒီကျမတို့ကိုဘယ်လိုဘာအလုပ်ဖို့အလိုရှိလဲဘာဘယ်လိုနေရင်အလိုရှိလဲဆိုတာအနေငယ်ခွန်အားယူဖို့ကျမဒီကျမ်းပိုက်ကိုရွေးချယ်တာဖြစ်ပါတယ်လို့ဒီအဖေဩဝါဒစာဆိုတာကရှင်ပေါလုရေးထားတာဖြစ်တယ်။ तू ကဘယ်လိုဘာကြောင့်ဒီကိုရေးထားတယ်ဆိုတော့အဖေမြို့မှာရှိတဲ့အတင်းတော်ဟာ तू တည်ထောင်ထားတဲ့အတင်းတော်ဖြစ်တယ်။အဲ့မှာ तू ကဘာဖြစ်သွားလဲဆိုရင် तू ကထောင်ကျသွားတဲ့အခါမှာ तू တည်ထောင်ထားတဲ့အတင်းတော်မှာ तू ကစာပုတယ်ဆုံးမစာရီပုတယ်ပြီးရင်သူတို့ကိုလည်းတိုက်သွန်းလို့ဆိုတယ်လို့ရေးထားပါတယ်ဒီကနေ့မှာရှင်ပေါလုကအဖေဩဝါဒအဖေအတင်းသားတွေကိုဘယ်လိုပြောမလဲဆုံးမတာမဟုတ်ဘဲနဲ့ဒီမှာရှိတဲ့ကျမတို့ယုံကြည်သူယုံကြည်သားတွေကိုလည်းဆုံးမတာဖြစ်ပါတယ်လို့ဒီအတွက်ကြောင့်ကျမတို့ဒီနေ့မှာဖယားရဲ့အလိုတော်ဖြစ်တဲ့တလုံးတဝတိရှိခြင်းဟာကျမတို့အသက်တာဟာဖယားသခင်ဘုံတော်ထင်ရှားဖို့ဖြစ်ပါတယ်ဆိုတာကိုအနည်းငယ်ခွန်အားယူခြင်းပါတယ်လို့ခေါ်တော်မူခြင်းဆိုတဲ့အခါမှာဖယားသခင်ကဒီပထမအစပိုင်းမှာပေါ့နော်ဖယားသခင်ကဘာပြောလဲဆိုရင်ခေါ်တော်မူခြင်းကျေးဇူးတော်ကိုတင်တို့ဒီခံရဒီနဲ့အထိုက်အလျောက်ခေါ်တော်မူခြင်းဆိုတာကျမတို့ကဖယားခေါ်မှမဟုတ်ဘဲနဲ့ဖယားသခင်ကကျမတို့ကိုခေါ်တဲ့အခါမှာကျမတို့ကဖယားရဲ့သားသမီးတွေဖြစ်တာဖြစ်ပါတယ်လို့အဲ့လိုမျိုးဖြစ်တဲ့ခါမှာဒီမှာပြန်ကြည့်မယ်ဆိုရင်ရှင်ယောဟန်အခန်းကြီး15-16ပထမပိုင်းမှာလည်းပြောထားလဲဆိုတော့တင်တို့ဒီငါကိုရွေးကောက်ကြဒီမဟုတ်ငါဒီတင်တို့ကိုရွေးကောက်သဖြင့်လို့ရေးထားပါတယ်
ဖယားသခင်အရင်ဆိုရင်ကျမတို့ကဖယားသခင်ကိုတွားခေါ်ပြီးတော့တွားဘယ်လိုပြောမလဲတွားကူးကွယ်တာမဟုတ်ပဲနဲ့ဖယားသခင်ကကျမတို့ကိုခေါ်တဲ့ခါမှာဖယားသခင်ကျမတို့ကိုရွေးကောက်တဲ့ခါမှာပဲကျမတို့ကသူနဲ့နီးစပ်နိုင်တာဖြစ်ပါတယ်လို့ပြီးတော့ကျမတို့အသက်တာမှာပေါ့နော်ဖယားသခင်ကဘယ်လိုမျိုးလို့ချင်လဲဆိုရင်အသက်တာမှာညဉ့်ညံ့တိမ်မွေ့ဖို့စေလုံးချစ်ရှိဖို့လိုအပ်တာဖြစ်ပါတယ်အဲ့ဒီဖက်မှာဖက်အတင်းတော်တွေကလည်းတယောက်နဲ့တယောက်တော့သူတို့ဘယ်လိုဖြစ်လဲဆိုတာတော့မသိဘူးပေါ့နော်ဒါပေမဲ့ပေါ်လို့ရှင်ပေါ်လို့ကသူတို့ပြောတဲ့ခါမှာတယောက်နဲ့တယောက်ပါလဲဘယ်လိုပြောလဲဆိုတော့တလုံးတဝတီဖြစ်ဖို့ပြောပါတယ်တလုံးတဝတီဖြစ်ဖို့ပြောတဲ့အခါမှာအဲ့ဒီလူမျိုးဖြစ်မှပဲဖယားရဲ့ဘုံတော်ထင်ရှားရမှာဖြစ်ပါတယ်လို့ကျမတို့အသက်တာမှာလဲဖယားတခင်ဘုံတော်ထင်ရှားရှိခြင်းတဲ့ဆိုရင်တယောက်နဲ့တယောက်တလုံးတဝတီဖြစ်ပြီးတော့စီးစီးလုံးလုံးနဲ့ချစ်ချစ်ခင်ခင်နဲ့နေမှာဖယားရဲ့ဘုံတော်ကိုထင်ရှားရမှာဖြစ်ပါတယ်လို့ပြီးတော့ဒီလိုဘာဖြစ်လို့လဲဆိုတော့ဥပမာအနေနဲ့ပြောရမယ်ဆိုရင်ထင်းတရားပေါ့နော်ထင်းတစ်ချောင်းထဲကိုမီးရှို့လိုက်လို့ရှင်က तू ကအရန်ချစ်တောက်လောင်တာမဟုတ်ဘူးဒါပေမဲ့ထင်းဒီအများကြီးရှို့ပြီးတော့မီးရှို့လိုက်လို့ရှင်အရန်ကျုပ်တောက်ပြောင်နေတာဖြစ်ပါတယ်အဲ့ဒီခါကျမှကိုချက်ချင်တဲ့အရာကိုကောင်းကောင်းချက်လို့ရတာဖြစ်ပါတယ်လို့ပြီးအဲ့ဒီထင်းအများကြီးထဲကနေအရန်တောက်လောင်တဲ့ထင်းတစ်ခုကိုဖယ်လိုက်ရင်အဲ့ဒါတဖြည်းဖြည်းနဲ့ငိမ့်ငိမ့်ပြီးမှတည်သွားတာဖြစ်တယ်ပေါ့နော်မီးငိမ့်သွားတာဖြစ်တယ်ဒါပေမဲ့အဲ့ဒီအရန်မတောက်ပြီးမဲ့လေအဲ့ဒီကြံတဲ့ထင်းတွေပြန်ဆု့လိုက်လို့ရှင်အရာကိုတောက်ပြောင်နေတဲ့တောက်လောင်နေတဲ့မီးဖြစ်လာတာဖြစ်ပါတယ်လို့အဲ့ဒီအတွက်ကြောင့်ကျမတို့အတင်းတော်မှာရှိတဲ့ယုံကြည်သူအားလုံးဒီနဲဒီဖြစ်စီများဒီဖြစ်စီဘယ်နှယောက်ပဲဖြစ်ဖြစ်စေလုံးဖို့လိုတယ်အစေလုံးမှသာဖယားသခင်ဘုံတော်ထင်ရှားရမှာဖြစ်ပါတယ်လို့ပြီးတော့ဆာလံကျမ်းထဲမှာလည်းဘုရားသခင်ကပြောလဲဆိုဆာလံဆရာပြောလဲဆိုရင်တင်တို့ဒီညီကိုလိုပေါင်းဖော်၍ဆိုပြီးမှပြောထားပါတယ်ကျမတို့ဒီစကားဘယ်လိုပြောမလဲတရွာနဲ့တရွာမတူကြဘူးတအိမ်နဲ့တရင်ငယ်ဘယ်လိုပြောမလဲစားရည်တောက်ရည်ပေါ့နော်မတူကြပြီမဲ့လေငါတို့ဟာဒီဖယားကျမ်းထဲမှာဖယားဝတ်ပြုတ်ကိုကွယ်နေတဲ့လူတွေဖယားကိုချီးမွမ်းနေတဲ့လူတွေဖြစ်တဲ့ခါမှာတလုံးတဝတီရှိဖို့ဆိုတာကိုအဓိကကိုပြောချင်တာဖြစ်ပါတယ်လို့ကျမတို့ရဲ့ယုံကြည်ချက်ဟာပါလဲဆိုရင်คิดတော်ကိုမျော်လင့်တဲ့လူတွေပဲဖြစ်ပါတယ်คิดတော်ကိုမျော်လင့်တဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်ဒီလောကအရာဒီလောကမှာစိတ်ငစ်စရာတွေကြုံကိုကြုံရမှာပဲဒါပေမဲ့ဒီဟာကိုကြော်ဖြတ်နိုင်ဖို့ဆိုတာကဖယားနဲ့စက္ကပ်မှာဖယားအလိုတော်တဲ့အသက်ရှင်မှာဖယားရဲ့အမှုတော်ပဲဖြစ်ဖယားရဲ့ဘယ်လိုပြောမလဲအတင်းသူအတင်းသားတွေကအကုန်လုံးကပဲဖြစ်စေလုံးမတာကျမတို့ရဲ့အခက်ခဲကိုကြော်လွှားနိုင်မှာဖြစ်ပါတယ်လို့ဒီအတွက်ကြောင့်ကျမတို့ရဲ့မျော်လင့်ချင်ခစ်တော်တာဖြစ်တဲ့အတွက်ကြောင့်ကျမတို့ရဲ့ဒီကျမ်းစာထဲမှာပြောတဲ့အတိုင်းပေါ့နော်ဗတ္တိဇန်တပါမျော်လင့်ခြင်းတပါဗတ္တိဇန်တပါဝိညာဉ်ထဲနဲ့နေတဲ့သူတွေဖြစ်တဲ့အခါမှာကျမတို့အသက်တာအဖြစ်ဖယားဘုံတော်ထင်ရှားဖို့ဖယားရဲ့အလိုတော်တိုက်သက်ရှင်ဖို့ရန်ခွန်အားယူကြမယ်လို့ကျမခွန်အားပြီးချင်ပါတယ်ကျမအများကြီးတော့မပြောတော့ပါဘူးเนาะဒီကျမတို့ဘယ်လိုပြောမလဲကိုယ်စကားနဲ့ပြောရင်လည်းအများကြီးမပြော
နိုင်တဲ့ကြားထဲပေါ့နော်ကိုစကားမဟုတ်တဲ့ကကြတော့အများကြီးတော့မပြောနိုင်ပါဘူးလို့အဲ့ဒါကြောင့်ကျွန်မဒီနေ့အဓိကအချက်ကနေရတော့ကျွန်မတို့ခရစ်တော်ပဲမျှော်လင့်ပြီးတော့အတင်းသူအတင်းသားအားလုံးဟာဖယားသခင်ရှိမောက်မှာတလုံးတဝတည်းဖြစ်ပြီးတော့တယောက်နဲ့တယောက်ချစ်ချစ်ခင်ခင်နဲ့စိတ်နှိမ်ချစွာနဲ့နေပြီးတော့တလုံးတဝထဲနေလိုက်လို့ရှင်ဖယားရဲ့ဘုန်းတော်ထင်ရှားပြီးတော့သူများအတွက်လည်းဘယ်လိုပြောမလဲသူများအတွက်လည်းအားကိုးအားထားစရာဖြစ်မယ်ဆိုတာကိုအနည်းငယ်ခွန်အားပေးချင်ပါတယ်အရောက်စီတိုင်းကိုဖယားသခင်ကောင်းချီးပေးပါစေအခုနောက်ဆုံးအဆုံးသတ်ဖို့ရန်ဆရာတော်ပြအဆုံးသတ်ဆုတောင်းပေးပါရန်ဖိတ်ခေါ်ပါတယ်ကျေးဇူးတော်ကျေးဇူးတင်ပါတယ် ဟာလေလုယာဟာလေလုယာရောက်ရှိတဲ့ပုံမှာဘုရားသခင်ကောင်းချီးပေးပါစေကဲဆုံးတဲ့ผู้အားလုံးမတ်တထကြရအောင်ဟာလေလုယာကိုရောကြည်ရတင်ပါတယ်ဒီကနေ့မှာကျွန်တော်တို့လုံနိုင်တဲ့ຢာဘာမှမရှိဘူးကိုရောတာရှိမှတာကျွန်တော်တို့အသက်တာမှာကိုရောလမ်းပြတော်မူတော့ကြကြည်ရတင်ပါတယ်ဒီနေ့မှာလေကိုရောလူငယ်ရှိရှိမှာဦးဆောင်တော့တချင်းစုတော့တတိခန့်ချင်းအားဖြင့်တော်လကောင်းဒီကနေ့မှာပါဝင်ရောက်ရှိလာတော့သာသမီရောက်ရှိတိုင်းမှာပေါ်မှာလေကိုရောကောင်းကြည့်ပြီးတော်မူပါခုချိန်မှာကျွန်တော်တို့ကလုံနိုင်တာဘာမှတတ်နိုင်တာမရှိပါကိုရောကောင်းကြည့်ပြီးတော်မူပါလာတဲ့ချိန်ချိန်ကိုရောကျွန်တော်တို့အသက်တာမှာလေဒူတဲ့ပြီးတော့ကိုရောအမှုတော်ပိုင်းမှာလေပါဝင်နိုင်ဖို့ရန်ကောင်းကြည့်ပြီးတော်မူပါဒီကနေ့မှာကျွန်တော်တို့ကျမ်းစာရတဲ့နှုတ်ကပတော်အတိုင်းလဲကိုတော့တယောက်နဲ့တယောက်ချစ်ပြီးတော့ကျွန်တော်တို့အလုတ်ထဲမှာကိုတော့ကိုယ်ကမဆာတော်မူပါဒီကနေ့မှာကိုတော့အစကနေအဆုံးထိကိုတော့လမ်းပြပို့ဆောင်တော်ကြောင့်ကြည်ယူတင်ပါတယ်ကိုတော့ဒီညမှာရောက်ရှိလာတော့ရောက်ရှိတဲ့အသက်တာမှာလဲကိုတော့ကောင်းချီးပြီးတော်မူပါဒီအစီအစဉ်ကိုအစာနေဆုံးထိကိုတော့ပို့ဆောင်တော့ကြောင့်ကြည်ယူတင်ပါတယ်ကိုတော့နောက်တစ်ခါမှလဲကိုတော့လူငယ်ရှိမှလဲကိုတော့ရဲ့လမ်းပြပို့ဆောင်တော့ကြောင့်အရောက်ရှိတဲ့အသက်တာမှာလဲနမောခေါင်းတော်မြင့်လက်ခဏမြောက်ကိုပို့ဆောင်တော်မူပါယေရှုရှင်ကိုစာကနေဆုံးထိပို့ဆောင်တော်ကြောင့်ယေရှုနာမ၌ဆုတောင်းစကအနာမဖတ်ပေးရတဲ့ခင်အာမင်လုံတပငိုင်လေတော့ပတ်ပံပြဟဲ့နော်